ခင်ဗျအရိုက်ကြောင်နေတာပြောတာခလေးကိုအဲ့လိုလုပ်ပြီးတော့နှာခေါင်းထဲတောင်နမ်းသွားစီရတာခင်ဗျလက်ကိုအားလုံးပဲခင်ဗျဒီမှာ19ရက်ကွက်ကတောက်တကုံ19ရက်ကွက်ကနော်9နှစ်10နှစ်ရခလေးကိုဖင်နိုင်ပြီးတော့ထွက်ပြေးသွားတဲ့ကောင်အသက်နဲ့မမြဘူးမှတ်ပဲရက်ကွက်ကပြောကျော်19ရက်19ရက်ဘယ်နဲ့လမ်းလဲ19နဲ့ပြည်သားလားပြည်သားလားခင်ဗျနာမည်ဘူးလဲဟိုဘိုးသိန်း19ရက်ကွက်ပြည်သားလားကိုဘိုးသိန်းဟုတ်နော်ဘာလို့ခလေးကိုအဲ့လိုလုပ်တာကျွန်တော်ရက်ကြောင်ကြောင်လို့ပြောအိမ်မအိမ်လိုရဲကြောင်မကြောင်နဲ့ခမရမီးတော့ပဲရှိဟိုပါလေဟုတ်ကဲ့မားပါတယ်ဗျာဆရာတစ်ခါတော့မလုပ်တော့ခင်ဗျအရိုက်ကြောင်နေတာပြောတာခလေးကိုအဲ့လိုလုပ်ပြီးတော့နှာခေါင်းထဲတောင်နမ်းသွားစီရတာခင်ဗျလက်ကိုပြီးကြိုက်တဲ့နေရာတိုင်းဆောက်ကူမဆိုင်ဘူးလို့ပြောသွားသေးတယ်ဟုတ်ပါမဟုတ်ခလေးကိုဖိနိုင်ပြီးတော့ဟမ်ဒီတော့ကျွန်တော်ဘာတွေပြောမိမှာဟိုခမဆရာကြီးလားမဟုတ်ပါရဲ့ကျေပဲလားကျွန်တော်ဆရာကြီးမဟုတ်ပါဘူးကိုယ့်တက်ကိုနားအမ